ဥထုတ်တီနဲ့မြောက်များတခါကဥထုတ်ရောင်းတဲ့လူတစ်ယောက်ဟာဥထုတ်တွေအပြည့်ထည့်ထားတဲ့အိတ်တဲ့အိတ်ကိုလွှဲပြီးဈေးရောင်းထွက်ခဲ့ပါတယ်ဈေးနဲ့တူနေတဲ့ရွာကြားမှာတောအုပ်လေးတစ်ခုရှိတယ်တောအုပ်လေးတွေဖျက်လျှောက်လာရင်မောတာနဲ့တစ်ပင်တစ်ပင်အောက်မှာအနားယူရင်းအိပ်ပျော်သွားခဲ့ပါတယ်သူနိုးလာတဲ့အခါမှာတော့သူ့ဘေးကအိတ်ထဲမှာဥထုတ်တစ်လုံးမှမရှိတော့တာကိုတွေ့လိုက်ရတယ်သူ့ဥထုတ်တွေကိုဘသူယူသွားမှန်းသူမသိဘူးဖြစ်နေတာပေါ့ဒါနဲ့တတော်လုံးအနှံ့လိုက်ရှာနေတော့အတန်ကြားရတစ်ပင်ပေါ်ကိုမောက်ကြည့်လိုက်တဲ့အခါမြောက်တွေကဥထုတ်တွေကိုစီစောင်းထီကစားနေကြတာကိုတွေ့လိုက်ရပါတယ်ဥထုတ်တီးလေမြောက်တွေကိုကြည့်ပြီးဒေါသထွက်ကဘလို့လုံးဝမဲမသိဖြစ်နေလေခဏနေတော့သူကစိတ်ကူးရပြီးသူစောင်းထားတဲ့ဥထုတ်ကိုချွတ်ပြီးမြေကြီးပေါ်ကိုပြေးချလိုက်ပါတယ်အဲ့ဒီခါမြောက်တွေကလည်းလူလုတ်တဲ့အတိုင်းလိုက်လုတ်တတ်မို့သူတို့ခေါင်းပေါ်ကဥထုတ်တွေကိုမြေကြီးပေါ်ကိုလွှင့်ပြေးချလိုက်ကြပါတော့တယ်ဥထုတ်တီးလေမြောက်တွေပြစ်ချလိုက်တဲ့ဥထုတ်တွေကိုလိုက်လံကောက်ယူပြီးပျော်ပျော်ရွှင်ရွှင်နဲ့ခရီးဆက်ခဲ့ပါတော့တယ်